ကဲမြန်မြန်လေးပဲသွားလိုက်မယ်တူတီချစ်မိတ်ဆွေညီကောင်မများအားလုံးမင်္ဂလာပါရှင်ဒီနေ့30ရက်3လပိုင်းကနေပြီးတော့ဘယ်နေ့ကြတာလဲ30ဆိုတော့31 2 3ရက်နေ့4လပိုင်းဒီတပတ်စာကိုကျွန်မပြောပြမှာပဲဖြစ်ပါတယ်ရှင်အခုက9000နန်း GB တွေခေါ်နေတယ်ဟိုတပတ်စာမထွက်မရှိမွေး6ခွက်ကိုလို့1000ခွက်နဲ့ရောင်းနေတဲ့ခါကျတော့ကျွန်မအလုံးစုံကြီးတော့မပြောနိုင်ပေမဲ့တော်တော်များများပြောပြပေးပါမယ်ရှင်အဲ့ဒါဘာလဲဆိုတော့တပတ်စာမပြောက်ပတ်တီးနဲ့10ပတ်တီးနော်တပတ်စာဘရိတ်အနေနဲ့ကတော့ main break က9 break ပါအရန် break က3 break ပါရှင်အဲ့တော့တပတ်စာခွေပူးဆိုရင်5-6ခွေပူးရှိပါမယ်ရှင်တပတ်စာထိတ်စီးအနေနဲ့ဆိုရင်တော့3ထိတ်5ထိတ်ထိတ်စီးနဲ့ break ဒီတစ်ခုလာရင်နားပါတယ်ရှင်ဟောနောက်တစ်ခုကဒီပတ်မှာလေဒီပတ်မှာ100ရာခိုင်နှုန်းအပြည့်ကျနိုင်တဲ့လေးလုံးခွေတစ်ခုရှိတယ်အဲ့ဒါခွန်389ခွေပူးဆောနာ3လုံးခွေပေးတာပဲလေဘာညာဆို3လုံးခွေရတခါစီကြိုင်လန်ပြတ်တတ်တယ်ပေါ့နော်ဒါပေမဲ့လာနိုင်ချိအများဆုံးကိုရွေးပေးရတာဖြစ်တဲ့အတွက်ခွန်389ခွေဘူးရှိပါမယ်နော်ပြီးလို့ရှိရင်အရင်ဘက်ကထိုင်းပါဝါတွေ2ချိန်3ချိန်လောက်ကြာထားတဲ့အတွက်အလားအများဆုံးတော့3ခွက်ကိုရွေးပေးပါမယ်ခွန်4ခွန်5ခွန်6ပါခွန်4ခွန်5ခွန်6နော်ပါဝါရဲ့ညီကိုရဲ့တကွက်ကောင်းက60ပါတကွက်ကောင်းက60ပါပါဝါညီကိုလာပါမယ်ရှင်ပါဝါညီကိုလာပါမယ်အဲ့ဒါလေးပါပဲเนาะအချိန်ကလည်းတိတ်မရကျမကလည်းဟိုအရန်ပဲခိုင်ကြရင်ကလေးနဲ့ဆိုတော့လေထင်းတလောက်ကြီးအရင်တကယ်အချိန်မရတာအခုဒီရပိုင်းဆိုအင်အမအလုပ်တွေကစင်းနေရတဲ့အခါကျတော့ဟင်းကအိမ်တော့သူချက်ပေးရအခုကိုယ့်ကိုထည့်ရတာတော့အချိန်ရမရတော့အဲ့ဒါလေးကိုလုံးမှတ်မိမယ်လို့ထင်ပါတယ်နော်စင်ပြေပါသည်ရှင်